ရောင်းရင်ခုပြောနေဘာလို့လဲရောင်းရင်ကိုတတ်မယ်ဆိုတဲ့အယူကလိုက်ရဘလို့လို့ပြောတယ်ဟုတ်လား तू ကယူနေတာလားဘာလို့ယူရတာလဲမိန်းမတရားကြောက်လို့ပြောတာပဲအဲ့ဒီမိန်းကလေးကအာယုဒယာမှာကျသွားတော့သွေးပြက်ပြီးလူတွေရှောက်တဲ့မြို့ကြီးကိုပါပြက်ပြစ်ခင်တာလေကြားရတဲ့သတင်းတွေကတဲဆိုးပါလားသွေးတော့ကသူ့ကိုသိလို့လား तू ကကျွန်တော်တက်မှုပဲဟာဟုတ်လားသူရိယဒေဝကလေုံစွမ်းလွန်ကောင်းတယ်လို့ကြော်ကြားတဲ့ဘူဒူးဖြစ်တယ်သူကလက်ရပြီးတဲ့တက်ကဖြစ်ခဲ့မှုလေဆိုရင်အဲ့ဒီတက်မှုကရောသွေးတော့လို့စွမ်းလာကျွန်တော်နဲ့တော့မတူဘူးကျွန်တော်သူ့ကိုဘယ်နေရာမှမမိဘူးအခုမှသူကစတင်ပြီးထိလည်လာတော့ခင်ဗျားတက်မှုကကျုပ်ကိုရန်သူကြီးလို့ညှိုးနေတာဗျာဆိုတော့တင်းကိုတက်ချင်နေပုံရတယ်ဟုတ်လားဒါဆိုရင်တော့သူရိယဒေဝကစကားကိုမဆက်သေးပဲနဲ့မင်းကြီးမင်းရဲ့စီကိုတစ်ချက်ကြည့်ဒီမှာသူ့ကိုဘာသွားပြောလို့လဲလို့ကျွန်တော်မသိဘူးလို့သူတီးမခံနိုင်တာဖြစ်နေရောင်းရင်ကိုသူကတက်ချင်နေဆိုအတော်ဆိုးသွားပြီသူပြန်လာရအောင်တတ်မှာသူ့ကိုကျွန်တော်သိဆုံးရောင်းရင်ရှောင်နေတာကောင်းနေမယ်ကျုပ်ကရှောင်ရမယ်ဟုတ်လားသူတက်ချင်တယ်တက်လို့ရမလဲလားကျုပ်လည်းတရေကောင်းမယ်ကျုပ်ကိုနိုင်အောင်တတ်နိုင်မလဲလားသူရိယဒေဝကပြောတယ်ရောင်းရင်ကဘာမှမသိသေးပဲဘူးသူကလက်ရုံးအားကိုမဟုတ်ဘူးအဟောင်းသိကောင်းတယ်သူတကယ်တက်ချင်ဘသူ့ကိုမဆိုအလွယ်လေးပဲငငယ်လေးကလေးကဘလို့မှတတ်မရပါဘူးဆိုရင်ဝိဇ္ဇာကြီးကိုရအောင်တတ်လာလို့အလားမင်းကြီးကိုလည်းသွားရှာခေါ်လာခဲ့ရတဲ့သူနောက်ပြီးတော့လေမင်းရဲ့စီသူဘက်ကိုကြည့်ပြန်လို့အားနာပါတယ်သူ့ကိုထိရင်ကျွန်တော်တို့ငြိမ်နေမှာမဟုတ်ဘူးသူ့ဘာသာအရှိဝင်မှုကြီးပဲဖြစ်ဖြစ်စစ်ပြင်ဗိုလ်ချုပ်ကြီးပဲဖြစ်ခဲ့ကျွန်တော်တို့အမြင်မှာတော့သူကကျွန်တော်တို့ရဲ့ထာဝရတက်မှုပဲသူတကူအပြင်ကျွန်တော်မဟုတ်တော့မှငကန်တို့တိုင်မောင်းလို့အရေးလုံးလို့လူဆိုတာခံမှာမဟုတ်ဘူးသူလူတွေကရဲမှတ်တယ်မဟုတ်ဘူးသူရောက်ကနေရအနှံ့ပြားမှာရှိတယ်ဗျ